ကဘာပေါ်မှာယခုချိန်ထိကျင်းသုံးနေစေဖြစ်ပြီးတော့ဘာသာရေးအယူအဆတွေနဲ့ကွဲထွက်နေတဲ့ဒလေးဆန်းများမင်္ဂလာပါပြည်သက်ကြည်တို့ရေကမ္ဘာနိုင်ငံတွေအသီးသီးမှာမတူညီတဲ့ဘဝနေထိုင်မှုပုံစံတွေနဲ့အမြဲလိုကျင်းသုံးလျက်ရှိတဲ့ရိုးရာဒလေးဆန်းတွေရှိကြပါတယ်။အဲဒီလိုရိုးရာဒလေးတွေဟာဘာသာရေးအယူဝါဒကွဲပြားမှုတွေနဲ့မသက်ဆိုင်ပဲကျင်းသုံးတဲ့နိုင်ငံရဲ့သမိုင်းတစ်လျှောက်စင်စက်မပြတ်လက်ဆင့်ကမ်းလာမှုနဲ့ပဲဆိုင်ပါတယ်။သူတို့ဟာခံယူထားတဲ့သဘောတရားတစ်ခုကိုပဲလက်ကင်ထားပြီးတော့အဲ့ဒီအရာကိုနိုင်ငံရဲ့ရိုးရာဒလေးတစ်ခုအဖြစ်ဆက်လက်ထိန်းသိမ်းကြတာဖြစ်ပါတယ်။နိုင်ငံတစ်ခုကပြုလုပ်တဲ့ဒလေးတစ်ခုဟာတခြားနိုင်ငံအတွက်တော့စမ်းကြယ်နေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့မတူကွဲပြားတဲ့ကမ္ဘာပေါ်ကရိုးရာဒလေးတွေကိုလက်ခံပြီးတော့တန်ဖိုးထားပေးဖို့လိုအပ်ပါတယ်။ယနေ့မှာတော့တချို့သောနိုင်ငံတွေရဲ့စမ်းကြယ်တဲ့ဒလေးဆန်းတွေကိုမျှဝေပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရှေ့သီးပွားအနာလိမ့်မဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည်သက်များအတွက်အများကြီးလိုတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အမေရိကန်နိုင်ငံမှာလူသိမ့်မသိသေးတဲ့ဒလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့အမေရိကန်သမ္မတကိုတစ်နှစ်ကိုကျပ်စင်တစ်ကောင်လက်ဆောင်ပေးတဲ့ဒလေးပါ။ဒီဒလေးကအခုနောက်ပိုင်းခေတ်မှာထပေါ်လာတာမျိုးမဟုတ်ပဲလွန်ခဲ့တဲ့1800ပြည့်နှစ်လောက်ခရဲကအမေရိကန်သမိုင်းမှာရှိခဲ့တာပါ။ဒါပေမဲ့1989ခုနှစ်လောက်မှာတွင်တွင်ကျဲကျင်းသုံးလာခဲ့ကြတာပါ။အမေရိကန်လူမျိုးတွေဟာကျက်စင်သားကိုအင်မတန်ခုံမင်းကြသူတွေပါ။သူတို့စီမှာဒီဟင်းပွဲကဈေးလဲအင်မတန်ကြီးပါတယ်။အနည်းဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာတရဝါတွေကိုဘေးမဲ့လွတ်တဲ့သဘောပါပဲ။သူတို့စီမှာတဲ့အမေရိကန်သမ္မတကိုပေးရတဲ့ကျက်စင်ဟာထာဝရလွတ်မြောက်ခွင့်ရရှိသွားကြတာဖြစ်ပါတယ်။ဒီဒလေးဟာသူတို့နိုင်ငံရဲ့ကောင်းမွန်တဲ့အမှုအကျင့်တစ်ခုဖြစ်တဲ့အတွက်ပယ်ဖြတ်ဖို့အစီအစဉ်မရှိဘူးလို့လေအမေရိကန်သမ္မတအိုဘားမားကိုယ်တိုင်ကပြောဆိုခဲ့တာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဒလေးတစ်ခုကတော့စပိန်နိုင်ငံကကလေးတွေကိုစီးတားပြီးတော့ခုံကျော်တဲ့ခရစ်ယာန်ဒလေးတစ်ခုပါ။ဒီဒလေးကို1600ပြည့်နှစ်လောက်ထဲကစပိန်နိုင်ငံမှာကျင်းသုံးခဲ့တာဖြစ်ပါတယ်။ရွာထဲမှာရှိသမျှကလေးတွေကိုအနိတုတ်ထဲထည့်ပြီးတော့လမ်းမပေါ်မှာစီတန်းထားကြရပါတယ်။ပြီးသွားရင်တော့နတ်ဆိုးဝစ်စုံဝစ်ထားတဲ့အမျိုးသားကကလေးတွေရဲ့အပေါ်ကနေအရှိန်နဲ့ခုံကျော်ရတာပါ။သူတို့အနေနဲ့ဒီလိုပွဲတော်မျိုးကိုတစ်နေ့တစ်ချိန်ကျင်းပခြင်းအပြင်ကလေးတွေကိုနတ်ဆိုးကအန္တရာယ်မပေးဘဲကြော်သွားလိမ့်မယ်လို့ယုံကြည်ကြတာပါ။ဒါပေမဲ့အခုနောက်ပိုင်းတော့စပိန်ကတချို့ရွာတွေမှာပဲဒီဒလေးကိုသိပြီးတော့မယုံကြည်ကြတော့ပါဘူး။ဒါပေမဲ့စပိန်နိုင်ငံရဲ့သမိုင်းကြောင်းလို့ပြောလိုက်ရင်တော့ဒီခရစ်ယာန်ပွဲတော်ကိုလည်းခြံထားလို့မရတဲ့အထိရခင်ခေတ်ကအယိုးဆွဲအောင်ကျင်းသုံးခဲ့ကြတာပါ။နောက်ဆုံးတစ်ခုကတော့ဂျာမနီနိုင်ငံရဲ့မင်္ဂလာအခမ်းအနားတွေမှာကျင်းသုံးလျက်ရှိတဲ့ဖန်ခွက်ကျူခွက်ပြစ်ခွဲတဲ့ရိုးရာဒလေးဆန်းပဲဖြစ်ပါတယ်။ဂျာမနီမှာမင်္ဂလာအခမ်းအနားကျင်းပတဲ့အခါသူတို့သားနဲ့သူတို့သမီးရဲ့မိတ်ဆွေတွေနဲ့မိသားစုတွေဟာအိမ်ကနေဖန်ခွက်ကျူခွက်တွေယူဆောင်လာပြီးတော့ပြစ်ခွဲလေရှိကြပါတယ်။ဖန်ခွက်ခွဲတဲ့နေရာရဲ့အောက်မှာလည်းအဝိစာတစ်ခုခင်းထားတာဖြစ်ပါတယ်။ဒီဒလေးနဲ့ပတ်သက်ပြီးတော့သူတို့ကယခုလိုပြုလုပ်ခြင်းအပြင်မင်္ဂလာသနီးမောင်နှံဟာလက်ထပ်ပြီးတော့ဘဝတစ်လျှောက်လုံးကံကောင်းခြင်းတွေကိုပဲပိုင်ဆိုင်ရမယ်လို့ယုံကြည်ထားကြတာပါ။အခမ်းအနားပြီးသွားတဲ့အခါမှာတော့မင်္ဂလာမောင်နှံကအားလုံးပြစ်ခွဲထားတဲ့ဖန်ခွဲစားတွေကိုအတူတူတန်ရှင်းရေးလုပ်ကြရပါတယ်။တဘောကရှေ့ဆက်ရမယ့်ဘဝတစ်လျှောက်လုံးနားလည်မှုရှိရှိနဲ့ပေါင်းသင်းသွားမယ်လို့ဆိုလိုပါတယ်။အခုဖော်ပြခဲ့တဲ့ရိုးရာဒလေးတွေဟာတခြားသူတွေရဲ့အမြင်မှာတော့ထူးဆန်းနေနိုင်ပေမဲ့သူတို့နိုင်ငံအတွက်ကတော့ဘိုးစဉ်ပေါင်းဆက်ထိမ့်သိမ်းခဲ့တဲ့အဖိုးတန်ရိုးရာဒလေးတွေပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကိုယ်နဲ့အမြင်မတူတဲ့ဒလေးတွေကိုဝေဖန်ခြင်းမပြုလုပ်ဘဲတန်ဖိုးထားပေးဖို့လိုပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။